ရှိရခင်အမရပူရာမျိုးခိအခါကပေါ့အမရပူရာမျိုးဟာအေယာဝတီမြစ်နဲ့ခတ်လန်းလန်းမှာရှိပေမဲ့ရေကာရာမရှိတဲ့အတွက်ဝါဆိုဝါခေါင်ရေကြီးချိန်ဆိုရင်ရေတိုးရေလျံဖြစ်လေရှိပါတယ်ရေကြီးလွန်းလျင်မြို့တဲ့အထိပါရေဝင်မလားဆိုပြီးစိုးရင်ရတဲ့အနေထားပေါ့ရေဒီကတနေ့တခြားတိုးလာနေတာကြောင့်ဘိုးတော်ဖះကစိတ်ပူပြီးသူ့ရဲ့အချစ်တော်အမတ်ကြီးဥပေါ်ဦးကိုတိုင်ပင်မာတော့တယ်ဒီရေဒီကနေပြီးတော့ထိရောက်နိုင်သလားဒီရေကိုစက်မတိုးအောင်မတားနိုင်ဘူးလားလို့မေးတာပေါ့ဒီအခါမှာဥပေါ်ဦးကညံနီညံနဲ့ထုတ်ပြီးဖုံးတော်ကြီးဖះရဲ့အမိန့်တော်နဲ့မိရေကိုကျင်းစင်ကြားနဲ့ရိုက်ရင်ရေတန့်သွားနိုင်ကြောင်းရှော့တင်လိုက်ပါတယ်ဘရင်ကြီးကလည်းသဘောကျပြီးရေကိုကျိန်နဲ့ရိုက်ဖို့အမိန့်ပေးလိုက်ပါလီရောဥပေါ်ဦးလည်းကျိန်လုံးကိုဆွဲတိုးနေတဲ့အေယာဝတီမိရီကိုမတိုးနဲ့ဆိုပြီးအမိန့်ပြန်ကအကျဉ်းရိုက်နေပါတော့တယ်ဒါပေမဲ့နောက်ရက်တွေကြာတော့ရေကရော့မသွားတဲ့အပြင်ပိုလို့တောင်တိုးလာပါတဲ့ဒီတော့ဘရင်ကြီးကဟဲ့ပေါ်ဦးနင်းရေကမရော့တဲ့အပြင်တိုးတောင်လာပါလားလို့မေးတဲ့အခါမှာတော့ဥပေါ်ဦးကတင်းငင်းစွာနဲ့ပဲပြန်လျှောက်တင်လိုက်ပါတယ်မှန်တော့ပါရေဟာတိုးလာတာမဟုတ်ပါဘူးဖေ။အရှင်မင်းကြီးရဲ့အမိန့်နဲ့ရိုက်လိုက်တဲ့ကျိန်တန်ရတန်ချက်တွေကြောင့်ရေရေနာကျင်ပြီးယောင်ကိုင်းလာတာဖြစ်ပါတယ်ဖေလို့ပါနတ်နဲ့၆တင်လိုက်တဲ့ဗျ